ကိုပြန်လည်သိမြင်နိုင်စွမ်းသို့မဟုတ် self awareness ရှိတယ်ဆိုတာကိုယ့်ရဲ့အမိယာတုဒါမှမဟုတ်ပါလေးကိုသိနေုံတသက်မဟုတ်ပါဘူးမိမိရဲ့အတွေ့အမြင်စိတ်ခံစားချက်အားသာချက်နဲ့အားနည်းချက်တွေဟာပတ်ဝန်းကျင်နဲ့အလုပ်ခွင်အပေါ်ဘယ်လိုတက်ရောက်မှုရှိနေလဲဆိုတာကိုမှန်ချက်တစ်ခုလို့ကွက်ကွင်းပြန်လည်မြင်နိုင်သုံးသပ်နိုင်တဲ့စွမ်းရည်ကိုဆိုလိုတာဖြစ်ပါတယ်လူအများစုဟာသူတစ်ပါးရဲ့အမှားကိုမြင်ဖို့ကြတော့အရန်လွယ်ကူပေမဲ့ကိုယ့်ရဲ့ချိုးယွင်းချက်တွေကိုမြင်ဖို့ကြတော့ဘာလို့ခက်ခဲနေကြတာလဲအလုပ်ခွင်မှာအောင်မြင်တဲ့ professional တယောက်ဖြစ်ဖို့ဆိုရင်တင်မကပဲစိတ်ခံစားမှုဆိုင်ရာအသိဉာဏ်ရဲ့အခြေခံအုတ်မြစ်ဖြစ်တဲ့ self awareness skill ရှိဖို့အလွန်အရေးကြီးပါတယ်ဒါဆို self awareness skill ဆိုတာတကယ်တော့ဘာလဲအလွယ်ဆုံးပြောရရင်ပြင်ပလူတယောက်ရဲ့အမြင်နဲ့မိမိကိုမိမိမျှမျှတတပြန်လည်စောင့်ကြည့်အကဲဖြတ်နိုင်တဲ့စွမ်းရည်ပါပဲဒါကိုအဓိကအားဖြင့်နှစ်ပိုင်းခွဲခြားနိုင်ပါတယ်ပထမအချက်အတွင်းပိုင်းသိမြင်မှု internal self awareness ကိုယ့်ရဲ့တန်ဖိုးထားမှုစိတ်ခံစားချက်နဲ့အားသာချက်အားနည်းချက်တွေကိုကိုယ်တိုင်ရှင်းရှင်းလင်းလင်းသိရှိတာဖြစ်ပါတယ်ဒုတိယအချက်ပြင်ပပိုင်းသိမြင်မှု external self awareness အခြားသူတွေကကိုယ့်ကိုဘယ်လိုရှုမြင်နေကြလဲဆိုတာကိုသတိပြုမိတာဖြစ်ပါတယ်ဒီနေရာမှာလူတော်တော်များများရောထွေးတတ်ကြတဲ့ self awareness နဲ့ self management ဘာကွာတယ်လဲဆိုတာလေးကိုလည်းသိထားဖို့လိုပါတယ်ခင်ဗျာself awareness ဆိုတာငါအခုစိတ်ဆိုးနေတယ်ဆိုတာကိုသိရှိနားလည်တဲ့ယောဂရှာဖွေမှု diagnosis အဆင့်ဖြစ်ပြီး self management ကတော့အလုပ်ခွင်မှာစကားမပြောမိအောင်တည်ငြိမ်မှပြန်ပြောမယ်ဆိုပြီးအပြုမူကိုလက်တွေ့ထိန်းချုပ်ပြောင်းလဲတဲ့ action အဆင့်ဖြစ်ပါတယ်ဆိုလိုတာက self awareness ရှိမှသာ self management ကိုထိရောက်စွာလုပ်နိုင်မှာဖြစ်ပါတယ်ဒါဆိုရင်ဒီ self awareness ကအလုပ်ခွင်မှာဘာကြောင့်မရှိမဖြစ်လိုအပ်တာလဲအဓိကအကျိုးကျေးဇူး6ချက်ရှိပါတယ်နံပါတ်1မိမိတိုးတက်မှု personal growth ရဲ့အစဖြစ်လို့ပါကိုယ့်ရဲ့အားနည်းချက်ကိုအမှန်တိုင်းသိမှသာပြင်ဆင်ဖြည့်ဆည်းခွင့်ရမှာဖြစ်ပါတယ်နံပါတ်2စိတ်ခံစားမှုကိုထိန်းချုပ်နိုင်လာပါတယ်အလုတ်ခွင် PR တွေကြားထဲမှာစိတ်အလိုလိုက်ပြီးဒေါသတကြီးတုတ်ပြန်မဲ့အစားကိုယ်စိတ်ကိုတည်ငြိမ်အောင်ထိန်းကျောင်းလာနိုင်ပါတယ်နံပါတ်3ထိရောက်တဲ့ဆက်သွယ်ရေးကိုရရှိစေပါတယ်ကိုယ့်ရဲ့စကားလုံးနဲ့အတန်ထားကတစ်ဖက်လူအပေါ်ဘယ်လိုတက်ရောက်မှုရှိနိုင်လဲသတိထားမိတဲ့အတွက်ပုံမိုယဉ်ကျေးပြော့ပြောင်းစွာပြောဆိုတတ်လာပါတယ်နံပါတ်4အဖွဲ့အစည်းနဲ့အဆင်ပြေစေပါတယ်မိမိရဲ့ work style နဲ့အခြားသူတွေရဲ့ပုံစံမတူညီမှုကိုနားလည်လက်ခံပေးနိုင်လို့အလုပ်ခွင်ပဋိပက္ခတွေကိုလျှော့ချပေးပါတယ်နံပါတ်5မျှတသောဆုံးဖြတ်ချက်များချနိုင်လာပါတယ်ကိုယ်မှာရှိနေတဲ့တစ်ဖက်သက်အမြင် bias တွေကိုသတိပြုမိတဲ့အတွက်ပုံကိုယ်ဆွဲမပါဘဲဆုံးဖြတ်ချက်ချနိုင်လာပါတယ်နံပါတ်6ကြီးညိုစရာခေါင်းဆောင်မှုကိုရရှိစေပါတယ်ကိုယ်အမှားကိုဝန်ခံရဲပြီး feedback ကိုလမ်းညွှန်ချက်လို့သဘောထားတဲ့အတွက်အဖွဲ့သားတွေရဲ့ယုံကြည်မှုကိုအပြည့်အဝရရှိစေပါတယ်ဒါဆိုရင်ဒီ self awareness skills တိုးတက်အောင်ဘယ်လိုလေ့ကျင့်မလဲနီလန်9ခုရှိပါတယ်ဗျာတစ်ဝိုက်အစား what မေးခွန်းများမေးပါငါ့ကိုမှဘာလို့ဒီလိုလာပြောရတာလဲ why လို့တွေးမဲ့အစားဒီအခြေအနေမှာငါဘာခံစားနေရတာလဲ what နောက်တစ်ခါပိုကောင်းအောင်ငါဘာလုပ်နိုင်မလဲဆိုပြီးမေးခွန်းပြောင်းမေးပါနဲ့ reflection journal ရေးပါတနေ့တာကုံဆုံးတဲ့အခါဘာတွေအဆင်ပြေခဲ့လဲဘယ်အချိန်မှာစိတ်တူခဲ့ရလဲဆိုတာကို diary လေးထဲမှာအနည်းငယ်ချရေးပြီးကိုယ့်ရဲ့အပြုအမူ pattern တွေကိုပြန်လေ့လာပါ3 constructive feedback ကိုတောင်းခံပါကိုယ့်မျက်လုံးနဲ့ကိုမမြင်ရတဲ့ကွယ်ရအမှား blind spots တွေကိုသိနိုင်ဖို့ယုံကြည်ရတဲ့လုပ်ဖော်ကိုင်ဖက်သို့မဟုတ် mentor စီကနေကျွန်တော်ရဲ့အလုပ်လုပ်ပုံမှာဘာတွေပြင်ဆင်ဖို့လိုမလဲလို့ပွင့်ပွင့်လင်းလင်းမေးမြန်းပါလေးမတုတ်ပြန်ခင်ခဏရက်ပါ pass စိတ်တူစရာကြုံလာရတဲ့အခါချက်ချင်းစကားလုံးတွေလွတ်မပြောလိုက်ပါနဲ့အသက်ကိုပြင်းပြင်းရှူပြီး3စက္ကန့်လောက် pass လုပ်ပါဒါဟာနောက်မှနောက်တရရမယ့်အခြေအနေတွေကနေတင့်ကိုကဲတင်ပေးပါလိမ့်မယ်ငါ personal values ကိုသတ်မှတ်ပါကိုဘွားနဲ့အလုံးမှာယူသားမှုတာဝန်ယူမှုတိုးတက်မှုစတဲ့အချက်တွေတဲကဘယ်အရာကိုအဓိကအလေးနဲ့ဆုံးထားတာလဲဆိုတာရှင်းလင်းစွာသိထားပါဒါမှသာကိုနဲ့ကိုက်ညီတဲ့ career လမ်းကြောင်းကိုမှန်မှန်ကန်ကန်ရွေးချယ်နိုင်မှာဖြစ်ပါတယ်အနှစ်ချုပ်ပြောရရင် self awareness skill ရှိသူဟာကိုအပြစ်တင်နှိပ်စက်နေသူမဟုတ်တလို့အမြဲတမ်းငါတကောရှောက်လုပ်နေသူလည်းမဟုတ်ပါဘူးကိုယ့်ရဲ့ပကတိအရှိတရားကိုအမှန်တိုင်းလက်ခံပြီးအစင်မပြတ်တိုးတက်အောင်ကြိုးစားနေတဲ့ရင့်ကျက်တဲ့ professional တူဦးသားဖြစ်ပါတယ်ဒီနေ့အလုပ်ခွင်မှာငါရဲ့အပြုအမူကဘယ်လိုရှိခဲ့လဲဆိုတာလေးကိုခိတ္တပြန်လဲစမ်းစစ်ရင်ဘဝကိုပုံမကောင်းမွန်အောင်ပုံဖော်ကြည့်နိုင်ကြပါစေဗျာဒီဗီဒီယိုလေးကိုသဘောကျတယ်ဆိုရင် like နဲ့ share လုပ်ပြီး follow လုပ်ထားဖို့မမေ့နဲ့အောင်တော့အားလုံးပဲအဆင်ပြေကြပါစေမေတ္တာဖြင့် Corporate Learning Institute ပါ